ပိုင်း6ရဲ့အစမှာတော့အမန်ဒရာတယောက်မော်ဆွမ်းသုံးမှုလွန်ကဲခြင်းကြောင့်သတိလစ်လို့သွားခဲ့ပါတယ်။နေရကတော့ဒါစိတ်ပူစရာခြေအနေမဟုတ်တဲ့အတွက်အူချီမူရာကိုချိန်ဟူရမှာဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။အဲချိန်အမန်ဒရာအူချီမူရာရဲ့နာမည်ကိုထားအောင်လို့လာခဲ့ပါတယ်။လက်ရှိရဆိုမိစ္ဆာနန်းတော်ကဘေးကင်းသွားပေမဲ့ငကားရရထပ်ပြီးတိုက်ခိုက်လာနိုင်သေးတဲ့အတွက်အူချီမူရာလည်းစိတ်ပူနေခဲ့ရပါပြီ။ဒါကြောင့်သူကချက်ချင်းပဲရုံးငန်းကိုပြန်လာလိုက်ပြီးအိုလုံးလုံးကတော့ငကားရီကအရန်အောင်တောင်းကျမ်းနေပြီဖြစ်ကြောင်းပြောပြခဲ့ပါတယ်။အခုဆိုရင်ဘလူးတိုင်းပြည်ပါတိုက်ခိုက်ခံလာရပါတယ်။အူချီမူရာကတော့အိုလုံးလုံးကိုဘလူးတိုင်းပြည်ကိုကာကွယ်ဖို့အတွက်ပြန်ခိုင်းခဲ့ပါတယ်။အဆောင်တွေကိုပါထည့်သွင်းပေးလိုက်မှဖြစ်တဲ့အတွက်စိတ်ပူဖို့ပြောလိုက်ပါပြီ။အဲလိုနဲ့အိုလူလူလည်းညရင်းကြီးမဲ့ဘလူးတိုင်းပြည်ကိုပြန်သွားခဲ့ပါတယ်။ချီနီရဆိုတိုက်ခိုက်ရေးသမားတွေအားလုံးလစ်ကုန်ကြတဲ့ပြင်ဂျီနိုမဲနဲ့ဆယ်ဖရီတိုကလည်းရှေ့တန်းစီကိုရောက်နေပြန်ပါတယ်။အဲဒီချိန်ခေါင်းရုပ်ရက်ကြိုက်လာတဲ့အတွက်နောက်ယူဖို့လိုအပ်ကြောင်းလည်းသိလိုက်ရပါတယ်။ဒါပေမဲ့အဲလိုဖြစ်တဲ့အခြေအနေကြီးကြောင့်ရှက်ကီဆိုင်အောင်ရောက်လာပြန်ပါတယ်။အဲဒီချိန်ဆိုင်ရင်းကပလင်းနေရုပ်ရက်ပြောက်သွားတာကိုမြင်လိုက်ရတဲ့အတွက်အူချီမူရာလည်းဘာလို့ဝမှန်းမသိဖြစ်သွားခဲ့ပါပြီ။မောင်ကတော့မြေယာယုံနေထိခိုက်လာနိုင်တာကြောင့်ပြေးလောင်းအိပ်ဖို့မေ့ပေးလိုက်ပါတယ်။အကြောင်းကတော့ခုလိုမျိုးသာဆက်လုံးနေမယ်ဆိုရင်တန်မိုးရုပ်ပြင်ခြားသက်တွေပါဆုံးရှုံးသွားနိုင်တာကြောင့်ပဲဖြစ်ပါတယ်။မောင်အတွက်ကတော့အူချီမူရာကအဖိုးပြတ်မြတဲ့လူပဲဖြစ်ပြီးပြည်သူတွေရဲ့အသက်ကလည်းတွန်းလက်ထဲမှာရှိနေပြန်ပါတယ်။ဒါကြောင့်သူလည်းအိပ်ဖို့ဆုံးဖြတ်လိုက်ပြီးနောက်နေ့မှာတော့အိမ်ယာကနေနိုးလာခဲ့ပါတယ်။နိုးချင်းမှာတင်ဒေတာစုပြီးခံနှက်ရှိရာစီရောက်လာခဲ့ပါတယ်။ဂျီနိုမဲကတော့အခြေအနေအရထောက်ပံ့ရေးတွေလိုအပ်လာပြီးဖြစ်တဲ့အတွက်စိုးရိမ်လို့နေခဲ့ပါပြီ။အိုချီမူရာကတော့စိတ်ပူဖို့နဲ့ဖောက်ထွက်ဖို့ကြံအောင်လဲရလာပြီးဖြစ်ကြောင်းပြောပြလိုက်ပါတယ်။အဲလိုနဲ့စုဝေးပွဲကိုပြုလုပ်ခဲ့ပြီးနောက်ဆုံးပြူဟာဖြစ်တဲ့ Lost Rebellion ကိုအသုံးပြုတော့မယ်ဆိုတဲ့အကြောင်းသိပေးလိုက်ပါတယ်။တကယ်တော့အိုချီမူရာကငကားရီရဲ့ပြည့်မှတ်ထားတဲ့အရာကိုသိရှိခဲ့ပါတယ်။အဲဒါကတော့မိန်းမတွေဖြစ်ပြီးမိန်းကလေးများတဲ့ခံရတီသာတိုက်ခိုက်ခံခဲ့ရပါတယ်။ဒါကြောင့်မင်းကားတွေကအမန်ဒရာတို့နောက်ကိုလိုက်ပြီးတက်ဆုတစ်ခုလုံးကိုချေမုန်းခဲ့ပါတယ်။အဲကမှတစ်ဆင့်နန်းတော်ကိုတိုက်ခိုက်ခဲ့ပြီးစွမ်းမြင့်တဲ့မြို့သမီးတွေကိုဖမ်းခေါ်လို့တွားခဲ့တာပဲဖြစ်ပါတယ်။အိုချီမူရာကတော့သူကမြို့သမီးတွေကိုတည်ချက်ထားပြီးငကားတွေကိုတာစည်းယူမှဖြစ်ကြောင်းရှင်းပြလိုက်ပါပြီ။ဗျူဟာကတော့ရန်ကောင်းပေမဲ့တစ်ဆက်တည်းမှာပဲအကုန်လုံးမျိုးကန်းသွားနိုင်တဲ့အတွက်ချိုးတွေကတော့မကြိုက်ခဲ့ကြပါဘူး။အဲလိုနဲ့ခံတဲ့ထဲကိုပြန်လာခဲ့ပြီးအူချီမူရာကိုရိုင်းကလည်းသူ့ရဲ့ကြံအတွက်ကြောင်းရုံးလို့နေခဲ့ပါတယ်။ဂျီနိုမဲကတော့အဲလိုမဟုတ်ပဲအူချီမူရာသာအကောင်းဆိုပြီးပွေးဖက်ထားပေးလိုက်ပါတယ်။နောက်နေ့မှာတော့ငကားအုပ်စုကရောက်ရှိလာခဲ့ပြီးလူတစ်ပိုင်းတွေလည်းမြားလေးပြစ်ကုန်ကြပါပြီ။ကျွန်ထွက်လာတဲ့ငကားတွေကိုတော့မိန်းမတွေနဲ့မြားထားလိုက်ပြီးကြံတဲ့ဖွေးကမီးနဲ့ဝိုင်းမြိုက်ပေးခဲ့ကြပါတယ်။ဖြစ်ချင်တော့ငကားတွေကလည်းဘတ်ပေါင်းစုံကလာနေတဲ့အတွက်ဂျီနိုမဲလည်းပိုင်းဝင်ပိုင်းပေးလိုက်ပါပြီ။ဒီတိုင်းဆိုရင်ငကားတွေကိုဆက်ပြီးနိုင်ုံနိုင်မှာဖြစ်တဲ့အတွက်အိုချီမူရာလည်းလေးစင်မော်ကနေညံနဲ့မှန်မြကိုထုတ်သုံးလို့နေခဲ့ပါတယ်။ခဏကြာတော့ငကားတွေလည်းအကုန်မောက်သွားခဲ့ပြီးကောင်းကင်ကနေငကားပြင်ကြီးကဆင်းသက်လာပါတယ်။ရောက်ချင်းမာတဲ့ဒရိုင်အားလုံးကိုဖြိုနေတဲ့ပြင်လေးစင်ကိုပါတိုက်ခိုက်လာပြီးအူချီမူရာလည်းဘာလို့မှမသိဖြစ်သွားခဲ့ပါပြီ။အဲဒီချိန်အမန်ဒရာရောက်ရှိလာပြီးမီးမော်နဲ့အားလုံးကိုတိုက်ခိုက်လိုက်ပါတယ်။ဒါတော့ကလည်းလက်တစ်ဖက်ပြုတ်သွားခဲ့ပြီးဂျီနိုမဲကလည်းနောက်တစ်ဖက်ကိုဖြုတ်ပေးလိုက်ပါတယ်။အဲလိုနဲ့တန်မိုးချုပ်တွေအားလုံးရဲ့ပေါင်းဆက်တိုက်ကွက်နဲ့အတူငကားကြီးလည်းစစ်ညံ့ကြီးသွားခဲ့ပါပြီ။အဲဒီချိန်ခံတဲ့တစ်ခုလုံးကလည်းပြိုကျလာခဲ့ပြီးကြောက်တောင်ကြီးကလည်းအေယာမတကိုင်းတွင်ကိုပြောင်းသွားခဲ့ပါတယ်။တစ်ဆက်တည်းမှာပဲတိုက်ခိုက်လာတဲ့မီးလုံးကိုမာအိုးကသူ့ရဲ့စွမ်းနဲ့ကောင်တာပေးလိုက်ပါတယ်။ကွဲဆိုင်မော်ပညာကိုအသုံးပြုလိုက်ချိန်မှာတော့မဲရောင်မီးလုံးကြီးကကျလာခဲ့ပြီးငကားကြီးလည်းမြေမုံဖြစ်ကိုပြောင်းလဲလို့သွားခဲ့ပါပြီ။ဒါကြောင့်အူချီမူရာလည်းနိုင်ရသွားပြီဖြစ်ကြောင်းအားလုံးသိအောင်ကြေညာပေးလိုက်ပါတယ်။နောက်နေ့မှာတော့ဘင်းကြီးကအားကိုးရတဲ့တက်ချုပ်လေးဦးကိုစင့်ခေါ်ပြီးအများကြီးရှိမှာပဲစုပေးပွဲကြီးကိုပြုလုပ်ခဲ့ပါတယ်။အူချီမူရာကိုလည်းစုတကူကိုပေးရခဲ့ပြီးတယောက်ချင်းတွေ့ဖို့တောင်းဆိုလိုက်ပါပြီ။အဲလိုနဲ့နှစ်ယောက်သားလည်းတွေ့ဆုံလိုက်ကြပြီးဘင်းဆိုတဲ့ဒိဗယ်ကိုမေးလာခဲ့ပါတယ်။အူချီမူရာကတော့ဘင်းဆိုတာကတိုင်းပြည်ကိုဦးဆောင်ပြီးထိန်းသိမ်းမိတဲ့လူလို့ဆိုပါတယ်။အဲချိန်မာအိုးကတော့အူချီမူရာကိုဘင်းလုံးဖို့အတွက်အမိန်ပေးလိုက်ပါပြီ။ဒါအောင်ကြောင့်နေလေနားမလည်နိုင်ဖြစ်သွားခဲ့ပြီးအဲလိုမနောက်ဖို့ပြောနေခဲ့ပါတယ်
ဘင်းကတော့သူ့ရဲ့ပြင်ကအိုချီမူရာနဲ့သာထိုက်တန်တဲ့အတွက်စဉ်းစားဖို့အတွက်ချိန်ပေးလိုက်ပါတယ်။ဒါကြောင့်သူလည်းပြန်လာခဲ့ပြီးတိတ်ကเจ้าနေကိုပြန်လည်တွေးတောနေမိခဲ့ပါတယ်။အဲဒီတုန်းကရေချင်းရှိရဲ့သူ့ကိုထလူကြီးတွေကမျိုးမျိုးခုတုံးလုပ်ခဲ့ကြပါတယ်။သူတို့ရဲ့လုပ်ငန်းတွေတိုးတက်ဖို့အတွက်သူ့ရဲ့ကြံဒီကိုပဲယူခဲ့ကြပေမဲ့အဆုံးမှာတော့သူကြီးပဲလောက်ကနေထုတ်ခံခဲ့ရပါတယ်။ကောင်းအလုံးမဲ့ကြံတော့လေအားလုံးကထိုးချနေတဲ့အတွက်ယုံကြည်မှုတွေပျောက်ဆုံးခဲ့ပါတယ်။အဲဒီကနေတဆင့်ခုလိုမျိုးဤစဲကိုင်းလာပြီးတက်ချုပ်တယောက်ဖြစ်ထမ်းဆောင်ရင်ခုဆိုရင်ဘင်းလို့ဖို့တောင်မှအကြောင်းဖန်လို့လာခဲ့ပါပြီ။အဲဒီချိန်ဘင်းကတော့စွမ်းသီးတာရာရာဆိုတဲ့အကြောင်းတွေးနေမိပါတယ်။အများစုကတော့စွမ်းရလာရင်တန်မာလာကြပြီးနောက်ပိုင်းကျရင်ဘင်းစိုးလန်းစဉ်ကိုလိုက်သွားကြပါတယ်။အဲလိုမျိုးဘင်းတွေနဲ့တိုးသွားတဲ့ပြည်သူတွေကတော့ကပ်ပြီးတဲ့ဆိုးတဲ့ဒုက္ခမျိုးကိုခံစားရပါတယ်။အဲချင်းအူချီမူရာကတော့စွန့်ပစ်ချက်တစ်ခုကိုချမှတ်ခဲ့ပါတယ်။အဲဒါကတော့တမူးချုပ်ယာရူးကိုစွန့်ပစ်ပြီးမူလကဘာမှာတွားရောက်နေထိုင်မှုပဲဖြစ်ပါတယ်။ဒါကြောင့်သူကချက်ချင်းပဲနှုတ်ထွက်စာကိုရေးချလိုက်ပြီးရှက်ကီဆိုင်ကိုရောက်လာပြန်ပါတယ်။အရန်ကောင်းတဲ့စီနီယာတွေရှိခဲ့ပြီးပျော်ရွှင်ရတဲ့ဒီလောက်ကနေထွက်သွားဖို့ကအူချီမူရာအတွက်တော့စိတ်ကောင်းကြတွေဖြစ်လာခဲ့ပါပြီ။အဲချိန်ဆိုင်ပိုင်ရှင်ကညစာတွေကိုချကျွေးလာခဲ့ပြီးနောက်နေ့ဆိုရင်သူ့ရဲ့ဆိုင်လေထာဝရပိတ်သိမ်းသွားတော့မှဖြစ်ကြောင်းပြောပြလိုက်ပါတယ်။နောက်နေ့မှာတော့နှုတ်ဆက်ဖို့အတွက်ဂျီနိုမဲစီရောက်လာခဲ့ပါတယ်။ဂျီနိုမဲကတော့ခုဆိုရင်အမန်ဒရာနဲ့ပေါင်းပြီးရောတက်ဖွဲ့ကိုဖွဲ့စည်းလိုက်ပါပြီ။ဒါရီအားလုံးကအူချီမူရာရဲ့ကျေးဇူးကြောင့်ဖြစ်ပြီးမိစ္ဆာနဲ့လူတစ်ပိုင်းတွေလည်းသိမြတ်လာပါတယ်။ဂျီနိုမဲကတော့သူ့ရဲ့တွေးတွေအားလုံးကိုပြောင်းလဲပြီးတဲ့အူချီမူရာကိုကျေးဇူးတွေတင်နေခဲ့ပါတယ်။အဲလိုနဲ့ဆယ်ဖစ်စီကိုရောက်လာပြန်ပြီးဆယ်ဖစ်ကတော့ဖန်နီးမှုသစ်တွေပြုလုပ်လို့နေခဲ့ပါပြီ။ဒါရီအားလုံးကလည်းအူချီမူရာရဲ့ကျေးဇူးကြောင့်ပဲဖြစ်ပြီးလှုပ်သိမ်းတဲ့ယာရီအားလုံးကိုလည်းနားလည်လို့လာခဲ့ပါတယ်။သူ့ရဲ့ပြင်းရဲ့စိတ်တွေကလည်းအူချီမူရာကြောင့်ပဲတက်ကြွလာခဲ့တာပဲဖြစ်ပါတယ်။လောကမှာလှုပ်သိမ်းတဲ့ယာနဲ့လှုပ်ချင်တဲ့ယာတွေကွဲပြားရမယ်လို့ပြောလိုက်ချိန်မှာတော့အူချီမူရာလည်းဘောပေါက်လို့သွားခဲ့ပါပြီ။အဲလိုနဲ့ရဲလိုက်ပေါ်တက်လာခဲ့ပြီးအမန်ဒရာကတော့ထုံးစံတိုင်းမီးတွေတောက်နေခဲ့ပါတယ်။လောကလုံးနဲ့တယောက်တောင်မှလဲနိုင်တဲ့အမန်ဒရာတွက်ကတော့အူချီမူရာကဖိုးပြင်းများတဲ့လူပဲဖြစ်ပါတယ်။ဒါကြောင့်အူချီမူရာလည်းညဲ့ရီကြာဆင်းလာခဲ့ပြီးအားလုံးရဲ့ပုံရိပ်တွေကိုဖြည်းဖြည်းနဲ့မြင်ရောက်လာပါတယ်။ဒါကြောင့်သူလည်းချက်ချင်းပဲ confidence level တွေစိုးရိုက်သွားခဲ့ပြီးမောင်စီတွားပြေးဖို့ဆုံးဖြတ်လိုက်ပါပြီ။ခုဆိုရင်အားလုံးကလည်းစူးစမ်းနေပြီမို့သူ့ရဲ့ကန့်သက်ချက်တွေကိုလည်းအကုန်လုံးဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်းရှောက်တင်လိုက်ပါတယ်။အဆုံးမှာတော့အူချီမူရာလည်းမိစ္ဆာပြီးဖြစ်လာဖို့အတွက်စွမ်းကုန်စူးစမ်းနေခဲ့ပြီးဇလန်းလေးကဒီမာရင်ပဲပြီးဆုံးသွားခဲ့ပါတယ်။ဒါကတော့ Salaryman Anime လေးရဲ့ဆုံးသက်ပဲဖြစ်ပြီးဒီထက်ပိုပြီးကောင်းမွန်တဲ့ Anime Recap တွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ဖို့အတွက်ပရိသတ်အားလုံးကိုတောင်းဆိုချင်ပါတယ်။ကျွန်တော်ကတော့ Animated Recap မှာရဲ့ season တင်ဆက်သူဖြိုးပိုင်ပဲဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ Bye